မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ခက်ခဲတဲ့ကာလမှာခံနိုင်ရည်ရှိဖို့ဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးလိုပါတယ်ဘဝမှာခက်ခဲတဲ့စိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့အတွက်ခံနိုင်ရည်ရှိမှုအားကောင်းဖို့အရေးကြီးပါတယ်ခံနိုင်ရည်ရှိခြင်းမရှိခြင်းပေါ်မှာမူတည်ပြီးတော့အခက်ခဲတွေကိုကင်တွယ်နိုင်စွမ်းနဲ့လိုချင်တဲ့ပန်းနိုင်ကိုရောက်ကြတာချင်းကလည်းကြွားချသွားကြပါတယ်ဒီ၅ချက်ကခက်ခဲတဲ့ကာလတွေမှာကြံ့ကြံ့ခံနိုင်ဖို့အတွက်အထောက်အကူပြုပါလိမ့်မယ်နံပါတ်1အရာရာဟာအမြဲမဟုတ်ဘူးဆိုတာကိုဆင်ခြင်ပါအကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်အရာရာကအမြဲဒီပြောင်းလဲပေါ့နော်မပြောင်းမလဲရှိနေမှာမဟုတ်ပါဘူးအနိစ္စမမြဲခြင်းတရားသဘောအတိုင်းဆင်ခြင်လိုက်တဲ့အခါမှာအရှိတရားကိုပုံမြင်တယ်လို့ကိုယ့်ရဲ့စိတ်ပူပန်မှုကိုလည်းလျော့ပါစေပါတယ်အရှိတရားကိုလက်ခံနိုင်ဖို့ဒီဆင်ခြင်တာနဲ့အရှုံးပေးတာနဲ့ကမတူဘူးပေါ့နော်အထူးသဖြင့်ကိုထိန်းချုပ်လို့မရနိုင်တဲ့အရာတွေပေါ်မှာစိတ်ပူပန်မှုတက်တက်ဖြစ်ပြီးတော့ကိုယ့်ရဲ့စွမ်းရည်တွေကိုမဖြုံတီးမိဟိုပါပဲပေါ့နော်နံပါတ်2ကကြတော့ကျန်းမာရေးပို့ပြီးတော့ view site ပါ American Psychological Association ရဲ့အဆိုအရပေါ့နော်ကျန်းမာရေးကောင်းအောင်နေထိုင်နိုင်တာကခံနိုင်ရည်ပိုရှိစေပါတယ်တဲ့အာဟာရပြေဝအောင်စားသောက်တာအေးရွားဝအိတ်တာကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာတွေကကိုယ့်ရဲ့စိတ်ရှုပ်ထွေးမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကိုလျှော့ချပေးနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်တရားထိုင်တာယောဂကစားတာဂျာနယ်လင်းလုပ်တာစတာတွေလုပ်တာကလည်းပဲအာယုံစူးစိုက်မှုနဲ့အပြုသဘောဆောင်တဲ့အတွေ့အကြုံတွေအတွက်များစွာအထောက်အကူပြုပါတယ်။နံပါတ်3ကကြတော့ကိုလေးစားယုံကြည်ပါ။မိမိကိုလေးစားခြင်းနောက်ပြီးတော့မိမိကိုယုံကြည်မှုရှိခြင်းဟာခံနိုင်ရည်စိတ်ဓာတ်ကိုမြင့်တင်ပေးဖို့ကူညီပေးပါတယ်။ကိုယ့်ရဲ့လောက်ကင်နိုင်စွမ်းတုံ့ပြန်နိုင်စွမ်းကိုယုံကြည်မှုရှိလေလေအခက်ခဲတွေရဲ့တက်ရောက်မှုတွေကိုခုခံကျော်လွှားနိုင်လေပါပဲ။ကောင်းတာကတော့ကြုံလာရတဲ့အခြေအနေမှာလိုအပ်တဲ့ဒီပန်းနိုင်တည်တည်လေးတွေချမှတ်အဲ့ဒီပန်းနိုင်တွေကိုအောင်မြင်ပြီးမြတ်အောင်လုပ်ဆောင်အဲ့ဒီလိုလုံရင်းကနေမှယုံကြည်မှုတည်ဆောက်နိုင်ပါတယ်။နောက်နံပါတ်4ချက်ကတော့ကိုကျင်နာပါတဲ့အခက်ခဲတဲ့ကာလတွေမှာခံနိုင်ရည်ရှိဖို့ဆိုရင် self confession ဆိုတဲ့ပေါ့နော်ကိုကျင်နာမှုရှိဖို့ကလည်းတော်တော်ရေးကြီးပါတယ်ကိုစိတ်ပြက်အာရုံမိတာအပြစ်တင်တာတွေစားကိုဒီပိုချစ်ခင်တာပို့ပြီးတော့မေတ္တာထားနိုင်ဖို့လည်းလိုပါတယ်ဒါကကိုယုံကြည်မှုတိဆောက်ပေးနိုင်တဲ့စွမ်းအင်လည်းဖြစ်ပါတယ်နောက်ဆုံးနံပါတ်5ချက်ကကြတော့လေ့ကျင့်ပြီးတော့တိဆောက်ပါတဲ့ကျသားတွေတမာဖို့အတွက်ဆိုရင်လေ့ကျင့်ခန်းလုပ်ပေးရတယ်လို့ပါပဲစိတ်ဓာတ်တမာဖို့ခံနိုင်ရည်ပိုရှိဖို့ဆိုရင်လေ့ကျင့်ပေးဖို့လိုပါတယ်ဘဝအတွေ့အကြုံအရဒူပေးနာပေးခံနိုင်လာတယ်ဆိုတာအလေးကျင့်ကြောင်းပဲဖြစ်လာတာပါကိုယ့်ရဲ့အတွေ့အကြုံတွေကနေသင်ခန်းစာယူရင်းကျက်လာအောင်ခံနိုင်ရည်ပိုရှိလာအောင်ဒီစောင့်နိုင်တဲ့သူတွေကဒီ resilient ပေါ့နော်ပို့ပြီးတော့အားကောင်းကြတယ်ဆိုတာတွေ့ရပါတယ်ဆိုတော့ခဲတဲ့ကာလမှာခံနိုင်ရည်ပိုရှိဖို့ဒီ၅ချက်လေးပေါ့နော်အစင်းကြီးပြီးတော့နေမယ်ဆိုရင်တော့ resilient ပိုရှိလာမယ်လို့ကိုယ်တိုင်ဆင်ခြင်မိရင်းနဲ့ပေါ့နော်ကျွန်တော်ရဲ့ follower တွေကိုလည်းဆင်ခြင်လို့ရအောင်ဆရာရင်းဆိုတဲ့လက်ရလေးကိုညှောက်ဝေပေးလိုက်ရပါတယ်မိတ်ဆွေရဲ့ထင်မြင်ချက်ကိုလည်းကွန်မမှာမှတ်ချက်ရေးသွားနိုင်တယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ